ဖေဖေမေမေတို့တတိထားမိကြလားကလေးလေးတွေချစ်ကရိုက်ကိုစတက်တဲ့နေ့ကနေစပြီးတော့ဒီနေ့ချိန်ထိသူတို့လေးတွေဘလောက်တောင်တိုးတက်ခဲ့လဲဆိုတာကိုယ်တိုင်စိုက်ပျိုးခဲ့တဲ့အပင်လေးတွေကအခုဆိုရင်တကယ်ကိုလှပတဲ့ရွှေရောင်အသီးပွင့်လေးတွေပွင့်ဖူးနေပြီပဲဖြစ်ပါတယ်ဒီအသီးပွင့်လေးတွေကတော့တခြားမဟုတ်ပါဘူးဖေဖေမေမေတို့ရဲ့ကလေးလေးတွေကိုယ်တိုင်ရရှိလာတဲ့အရေးချင်းနဲ့အောင်မြင်မှုတွေပဲဖြစ်ပါတယ် ပြီးတော့ဒီလိုရှေ့အောင်တီးပွင့်လေးတွေပွင့်လန်းလာတော့အားလုံးအတူတူပြပြပပဂုဏ်ပြုဖို့အတွက်ကျွန်တော်တို့ရဲ့ TK6 Anniversary and Graduation Ceremony ပွဲကြီးအတူတူလုပ်ဖို့ရှိပါတယ်ခင်ဗျာကလေးရဲ့စူးစမ်းမှုကိုမြင်ရမယ့်အပြင်ဖေဖေမေမေတို့လည်းအတူတူဆောင်ပြီးပီတိဖြစ်ရမယ့်ပွဲလေးပေါ့ ပွဲလေးကတော့မတ်လ2ရက်နေ့နေ့လယ်2နာရီခွဲကနေ9နာရီထိစီဒိုနာဟိုတယ်ကြီးမှာခန်းခန်းနာနာပြုလုပ်ကျင်းပပေးသွားမှာပဲဖြစ်ပါတယ်ရှင်။ဒါကြောင့်မို့ Tickle Genius လေးတွေအတွက်ရောဖေဖေမေမေတို့အတွက်ပါအမှတ်တရဖြစ်စေမယ့်ပွဲလေးဖြစ်တာကြောင့်ဒီပွဲလေးကိုမဖြစ်မနေလာခဲ့ဖို့ဖိတ်ခေါ်ပါတယ်ရှင်။ကဲဒါဆိုရင်လဲတို့နဲ့အတူတူ မတ်လ2ရက်နေ့မှာဆုံတွေ့ကြပါမယ်ခင်ဗျာ